ခလေးရောလူကြီးရောကြိုက်တဲ့အမီးအနေနဲ့လည်းစားလို့ရတဲ့ကြက်ကျွတ်ကြော်ကိုရွှေလင်းအောင်ကြော်ပြပါမယ်ရှင်ကြက်သားရကျွတ်ကြော်ကြော်မှာဆိုအဓိကလိုအပ်တာတော့ကြက်သားပေါ့နော်ဒီကြက်ကျွတ်ကြော်ကိုစားပြီးတော့လို့ရှိရင်တခြားကြက်သားကြော်တိုးတောင်တိုးမှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ရွှေလင်းတို့ဆိုင်မှာလည်းဒီကြက်ကျွတ်ကြော်အရန်ရောင်းရတာလေအထဲမှာကြက်သားရတာထုတ်ထုတ်လေးနဲ့အပြင်မှာကျွတ်ကျွတ်ရွမမလေးဆိုအမီးအနေနဲ့အရန်ကိုစားလို့ကောင်းတာတခုတတိထားမှာကြက်သားလွှာတဲ့အချိန်မှလေးပါနိုင်သမျှပပလေးဖြစ်အောင်လွှာရမှာပါရှင်အိမ်မှာခလေးလေးတွေလည်းရှိရဆိုလို့ရှိရင်ဒီကြက်ကျွတ်ကြော်ကိုကြော်ကျွေးကြည့်မကြိုက်ဘူးဆိုလို့ရှိရင်ကြိုက်တာလားပြောဆောင်းမဝဲနဲ့စိုင်းပိတ်ခိုင်းတာမနှပြန်ဆိုလို့ရှိရင်ပြန်ဖွင့်လို့ရပြီဆိုတော့ပကံစင်မောပကံတွေကိုတန့်ရှင်းရေးအရင်လုပ်လိုက်ပါအောင်မယ်ရှင်စားတောက်ဆိုင်နဲ့ဆက်ပြားကြီးကခွဲခြားလို့မရတဲ့အထဲမှာလည်းပါတယ်ကိုကအစားတောက်ရောင်းတာဆိုတော့တန့်ရှင်းမှုကလည်းဦးစားပေးနေအခုခေတ်ကုံစင်းလုံးနဲ့ဆက်ပြားဝယ်ရတာကိုကလွယ်ကူမနေဘူး easy နဲ့တွေးမှာပဲအဆင်ပြေတော့တယ် easy ပကံဆေးဆက်ပြားကြီးကတစ်စက်ထဲနဲ့ပကံချက်ပေါင်းများစွာကိုစီးကြောလို့ရရလေပကံမှာတင်ချန်ခဲ့တဲ့အညစ်အကြေးနဲ့အနှံ့သက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်ရှင်လက်လည်းမပေါက်ဘူးသုံးရတာလည်းတန်တယ်ခလေးလေးတွေရှိတဲ့မိခင်တွေအတွက်ခလေးပကံတွေကအစာဆေးကြောနိုင်တယ်တက်ခွဲကန်းအောင်မို့လို့ကျန်းမာရေးအတွက်လည်းယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်ရှင် easy ဆက်ပြားကြီးကပကံစည်းဆက်ပြားကြီးပဲရှိရမို့အဝိရှော်ဆက်ပြားကြီးလည်းရှိပါတယ်ရှင်ရန်ကုန်မြို့တွင်မှာယူမယ်ဆိုလို့ရှိရင်ဘလောက်ပဲမှာ delivery free နဲ့ပို့ပေးမှာဆိုတော့အပြင်ထွက်ဝယ်စရာလည်းမလိုတော့ဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့အိမ်အထိအရောက်ပို့ပေးမှာပါရှင်အခုခေတ်ကလောင်စာစီပြဿနာကြောင့်မလို့ကို့မှာကားရှိရဆိုလို့ရှိရင်တော့အပြင်ထွက်ချင်တိုင်းထွက်လို့ရတော့တာမဟုတ်ဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ easy ရိုင်းနဲ့အိမ်အရောက်ပို့ပေးမှာမို့လို့အရန်ကိုအစင်ပြေသုံးပျော်တွက်ချေကြိုက်တဲ့ထဲမှာပါပါတယ်ရှင်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မဲ့ပြည်ရင်းပြည့်ဆက်ပြားရေး quality ကောင်းကောင်းကိုရှာနေရဆိုလို့ရှိရင် easy ကိုရွေးချယ်လိုက်ပါရှင် reface တိုင် 5 လီတာပုံကြီးဆိုင်ထုတ်ထားတာဆိုတော့ဘူးတေးသေးလေးတွေကိုခဏတိုင်းဝယ်300ထပ်စားလို့ရှိရင် plastic သုံးဆွဲမှုရှော့ချတာလည်းထောက်ကူဖြစ်ပါတယ်ရှင် easy အဝိရှော်ဆက်ပြားရေးကလေဆက်ပြားရေးဘူးရဲ့အဖုံးတစ်ခွက်စားတဲ့နဲ့အဝိအထည်20လောက်ကိုအေးစစ်စစ်ရှော်ဖို့လို့ရပါတယ်ရှင်အဝိရှော်ဆက်ပြားရေး5 လီတာပုံကြီးဆိုင်ကိုမှ3800ပဲပေးရတယ်5 လီတာတပုံကိုရက်100လောက်အသုံးပြုလို့ရမယ်ဆိုလို့ရှိရင်တစ်ရက်ကိုမှ380လောက်ပဲကျတော့တာပါရှင်ကြော်ညာဝင်ရတဲ့ကြက်သားကြော်တဲ့စီမရောက်နိုင်အောင်ခုမှပဲကြော်ရတော့မှာကြက်သားတွေကိုအရသာဝင်အောင်စားနဲ့ဂျုံမုံနဲ့ထည့်နေပြီးတော့ခဏနှက်ထားလိုက်ပါအောင်မယ်ရှင်ဘေးအိမ်ကကြက်ပေါက်တွေကအိမ်ကိုလာပြီးတော့ကြက်သားတွေစားနေတော့အိမ်ကကြောင်တွေကသူတို့ကိုသူ့သားသမီးလို့ထင်သွားရင်လည်းတူပါတယ်ကြိုက်ရမယ်မန်းအောင်သူတို့မေ့နေတာကြိုက်လည်းမကြိုက်တော့ဘူးအတူတူကြက်သားတွေစားနေကြကြက်ကြော်ကြော်ဖို့အတွက်ကကြက်ဥနဲ့ပမုံကျွတ်မုံလည်းလိုပါတယ်ရှင်ကြက်သားကြော်စကြော်ဖို့အတွက်ကြက်ဥကိုအရင်ဆုံးခလောက်ထားလိုက်ပါမယ်ခလောက်ထားတဲ့ကြက်ဥထဲမှာကြက်သားကိုနှစ်ပြီးတော့ပမုံကျွတ်နဲ့ကတ်လိုက်ပါမယ်ရှင်ကြက်သားကိုရိုးရိုးကြီးပဲကြော်စားရတဲ့စားလို့ရှိရင်ပမုံကျွတ်မုံနဲ့ကတ်ပြီးတော့ကြော်စားတာပူပြီးတော့ကျွတ်ရွလေးနဲ့စားလို့ကောင်းပါတယ်ရှင်ဘိတ်ချင်နဲ့ပဲတို့စားမလားချစ်တို့အချင်နဲ့ပဲတို့စားမလား spicy အနှစ်နဲ့ပဲတို့စားမလားဘာနဲ့တို့စားအရန်အောင်မှလိုက်ဖက်တော့ပါပဲရှင်အကျွတ်မုံနဲ့ကတ်တာပြီးသွားပြီဆိုတော့စပြီးတော့ကြော်ပါတော့မယ်ကြက်သားနေရာမှာဝက်သားပြားလဲကြော်လို့ရပါတယ်ရှင်ပဇွန်တန်ပူတာလဲဒီပုံစံတိုင်းပဲကြော်ရတာငါးသားချောင်းကြော်လဲဒီပုံစံတိုင်းပဲကြော်ရတာပါရှင်အထဲကကြက်သားရဲ့အရသာထုတ်ထုတ်လေးနဲ့အပြင်ကမုံကျွတ်မုံကတ်ထားတော့ကျွတ်ရွမလေးပါရှင်ဟမ်မာကာထဲမှာညှက်စားဖို့ကြက်သားပြားကိုဒီပုံစံတိုင်းလေးလဲကြော်လို့ရပါတယ်ရွှေလင်းကြော်နေရရဲ့အကုန်လုံးဆို30သားလောက်ပဲရှိရဲ့30သားအောင်မှအများကြီးရတယ်ဆိုတော့ပမုံကျွတ်မုံလေးရှိုံနဲ့အလွယ်တကူကြော်စားရတာတန်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်လူကြီးရောခလေးရောကြိုက်တဲ့အမီးအဖြစ်ပါစားလို့ရတဲ့ကြက်ကျွတ်ကြော်လေးရပါပြီရှင်ကြော်ရတာလဲလွယ်လေးမို့လို့လိုက်ပြီးတော့ကြော်စားကြည့်ပါရှင်ရွှေလင်းသုံးပြသွားတဲ့ easy ဆက်ပြားကြီးရန်ကုန်မြို့တွင်ဘလောက်ပဲမှ delivery free ပါရှင်အပြင်ထွက်ဝယ်စရာလည်းမလိုတော့ဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့အိမ်ထိအရောက်ပို့ပေးမှာမလို့အရန်အောင်မှာအဆင်ပြေသုံးပျော်တဲ့ easy ဆက်ပြားကြီးပါပဲရှင်